အားလုံးပဲမင်္ဂလာပါချိန်သိမ်းဖြစ်ပါတယ်ချက်အခုချက်ကြထားသလိုမျိုးကြက်သားအာလူမဆလာလေးကိုဘယ်လိုချက်မလဲဆိုတာချက်နဲ့တူလိုက်ကြည့်ပေးပါနော်ပထမဆုံးအနေနဲ့ခြေတော့ကြက်သားလေးကိုခြေတော့စေးတေချာတန့်ရှင်းအောင်စေးကြောပြီးတော့เนาะဒီဟင်းခက်မုံဘာညာတရကငံပြရေးပိုင်းနဲ့ထည့်ပြီးတော့နှစ်သိပ်ထားမယ်ပြီးလို့ရှိရင်ခြေတော့ကြက်သွန်ပြူရဲကြက်သွန်နေရဲပြီးလို့ရှိရင်ခဲညင်သီးရဲ ready ထားပါမယ်ရှင်ပထမဆုံးအိုးကိုစီပူရက်ထီအောင်စောင်းအောင်ပါမယ်ရှင်ခြေတော့စီပူလာပြီဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကြက်သွန်နေလေးကိုခြေတော့အယောင်လေးအဲ့လိုနွမ်းအောင်ကြက်သွန်နေလေးကိုအရင်ဆုံးနွမ်းအောင်လုပ်ပါမယ်ရှင်လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခြေတော့ကအယောင်လေးလှအောင်ဆိုပြီးစနွင်းမုံလေးနဲ့နည်းနည်းထည့်ပြီးတော့နေမယ်ပြီးလို့ရှိရင်ကြက်သွန်ဖြူလေးလည်းနည်းထည့်ပြီးတော့နေပြီးတော့မွေလိုက်ပါမယ်ရှင်ပထမဆုံးအနေနဲ့တော့ခြေတော့ခင်းကျင်သီးလေးကိုအရင်ဆုံးထည့်မယ်ထည့်ပြီးလို့ရှိရင်နွမ်းအောင်မွေပါမယ်ရှင်ခင်းကျင်သီးလေးနွမ်းလာပြီဆိုရင်ငမြားလေးနည်းနည်းထပ်ထည့်နော်အရသာလေးလေးနဲ့စားလို့ကောင်းဒါတော့ကျမအတော်ပါကျမတော့ကူလုံနေရဖြစ်ပါတယ်ခြေတို့ခင်းကျင်သေးလေးကိုနွမ်းလာပြီဆိုတာနဲ့ကဲနေထားတယ်နှက်ထားတယ်ကြက်သားကိုထည့်မယ်ကြက်သားလေးကိုထည့်ပါမယ်ရှင်အဲ့လိုကြက်သားလေးကိုထည့်ပြီးတော့ခြေပထမဆုံးရေကိုမထည့်သေးဘဲနဲ့အကြာကြီးဒါနဲ့ပဲလုံးဝလှိမ့်ထားပါတော့ကြက်သားတဲ့ကိုပေါ့နော်အကုန်လုံးအရသာလေးစီးဝင်သွားအောင်လို့ပါပြီးရင်ခြေတို့အာလူလေးကိုလှီးထားမယ်လှီးထားတဲ့အာလူပေါ်ကိုမဆလာလေးနဲ့ထည့်ပါမယ်ဘာလို့ဆိုအရသာကောင်းအောင်လို့ပါရှင်မဆလာလေးအဲ့လိုထည့်လို့ရှင်အရန်ရတာရှိပါတယ်ကြက်သားတဲ့အမှကြက်သားနဲ့အာလူနဲ့ကိုကျမတို့ကရောမှဖြစ်ပါတယ်ရှင်ကဲအခုကြက်သားနဲ့အာလူရောထည့်လိုက်ပါပြီရှင်ကြက်အာလူကိုတော့ခြေတော့ကလေကြက်သားလုံးဝကြက်ပြီးဆိုတဲ့အချိန်ကျမှထည့်စေချင်ပါတယ်ဘာလို့လဲဆိုတော့ကြက်သားမကြက်ဘဲနဲ့ထည့်လိုက်မယ်ဆိုအာလူတွေကအနှစ်တွေဖြစ်သွားမှာဆိုလို့ပါရှင်ခြေကဒီမှာတော့စီပီချက်ကိုပဲတုံးထားဖြစ်ပါတယ်ကဲခြေတော့ပထမရေတည်ထည့်လိုက်မယ်နော်ရေထပ်ထည့်မယ်ပေါ့နော်ရေကတော့3ရေလောက်ထည့်ပြီးတော့ချက်လိုက်ပါတယ်ပို့ပြီးတော့နူးနူးအီလေးနဲ့စားလို့ကောင်းလို့ပါရှင်ကဲအခုကတော့အရန်ကိုရတာရှိတယ်ကြက်သားအာလူမဆလာလေးစားလို့ရပါပြီအရောင်အစင်းအနက်ရတာနဲ့ပြည့်စုံတော့ပါခြေဒီထဲမှာဆိုလို့ရှိရင်ခြေကပေါ့နော်ကြက်သားမုံတုံးထားတယ်ပြီးရင်ငံပြားကြီးတုံးထားတယ်စားတုံးထားတယ်စနွင်းမုံတုံးထားပါတယ်တော်တော်လေးလည်းအရသာရှိပြီးတော့မှတကယ်အရသာရှိပါတယ်နောက်ဆုံးမှာတော့ခြေတို့ကလားလေးမဆလာလေးထည့်ပေးထားပါရှင်ကဲချက်ဘလော့လေးကိုကြည့်စုပေးလို့ကျေးဇူးပါ